YouTube channel မှာသူ့ရဲ့သတ်မှတ်ချက်တွေပြည့်သွားပြီအကိုကြီးဒါပေမဲ့ monetization ကရှောက်လို့မရဘူးဒီလိုမျိုးကြီးပေါ်နေတယ်ဘာကြောင့်လဲပေါ့နော်ဒါကကျွန်တော်တို့မျက်နှာစပီပြပေးလိုက်ရင်ကောင်းသွားတယ်ပေါ့နော်ကျွန်တော် YouTube channel ဖွင့်တဲ့နေရာမှာလဲကျွန်တော်ပြောသလိုပေါ့နော်ဒီတိုင်းလေးဖွင့်နိုင်တော့ဒီတိုင်းလေးပဲရိုးရိုးလေးပဲရနေမှာပေါ့နော်ဒါကြောင့် monetization ရှောက်တဲ့အချိန်ကြမှာဥပမာကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ဗျာဒါဆိုရင် YouTube channel setting တွေကိုလာလိုက်မယ်setting တွေကိုလာပြီးတော့ဒီမှာကျွန်တော် channel တွေကိုတွားလိုက်မယ် channel တွေကိုတွားပြီးတော့ basic ရှိတယ်အပိုင်းပေါ်ဒီဘက်ကဒါဆိုရင်ကျွန်တော်ဒီနေရာလေးကတော့ဒါ channel ကတော့ automatic save နေပြီးသားပေါ့နော်ဒါကတော့ကျွန်တော်တို့ phone number နဲ့ verify လုပ်ထားတယ် phone number နဲ့ verify လုပ်ထားရင်တော့ဒီကဒီနေရာမှာ save နေတယ်ဒါကတော့15မိနစ်အထက်ဗီဒီယိုတွေပေါ့နော်ဒါကြောင့်ဒီနှစ်ချက်ပြည့်တာ save နားမယ်ဆိုရင်တော့ကျွန်တော်တို့ကဗီဒီယိုတွေတင်မယ်10မိနစ်နေနဲ့ထည့်လို့ရမယ်ဗီဒီယိုအတူရှိအကုန်လုံးတင်လို့ရမယ်ဒါပေမဲ့အခုလိုမျိုးသူရဲ့သတ်မှတ်ချက်တွေပြည့်နေ monetization ရှောက်မရသေးတာကဒီနေရာပေါ့နော်ဒါကြောင့်ဒီနေရာမှာဒါကျွန်တော်တို့က monetization ရှောက်ဖို့အတွက်သတ်မှတ်ချက်လေးဒါလေးပါစိတ်အောင်လုပ်ပေးရတာပေါ့ဗျာအခုကဒီမှာမင်းနေသေးတယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီနေရာလေးကိုလုပ်သူလုပ်ထားတယ်လွယ်လွယ်လေးဒီဟာလေးနှိပ်လိုက်ရင်ဒါဆိုရင် तू ကကျွန်တော်တို့မှာတစ်ချက်ပေါ့နော်ဒီတစ်ချက်နှိပ်ပြီးတော့မျက်နှာပြလိုက်တယ်နဲ့ဒီသုံးစင်တော့ okay တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကဒီနေရာကနေပြီးတော့အဲ့ဒီ next ကိုနှိပ်လိုက်next ကိုနှိပ်လိုက်ရင်ဒါဆိုရင်ကျွန်တော်တို့ကအခုကိုဖုန်းနဲ့ကိုရှိရဆိုရင်စက္ကန့်လောက်လိုက်လို့ရတကယ်လို့စက္ကန့်မရှိဆိုကျွန်တော်တို့ကဒီမှာဒါဆိုရင်ကိုလက်ထဲမှာပေါ့ဗျာဒီ Gmail ကောက်ကဖုန်းထဲမှာရှိတယ်ဆိုတော့စက္ကန့်လောက်လိုက်အောင်ပဲတကယ်လို့ကိုလက်ထဲမှာမရှိဘူးဒါကကျွန်တော်တို့ကတယောက်ယောက်ကို monetization ရှောက်ပေးတာတယောက်ကိုလုပ်ပေးတာဆိုသူ့လက်ထဲမှာပဲရှိမှာပေါ့ဗျာဖုန်းကတော့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က email ကနေပို့လိုက်လို့ရတယ်ဒါကောင်နှိပ်လိုက်ဒါဆိုရင်ဒီမှာသွားပြီတွေ့လားဒါလေးက तू ကနေပြီးတော့အဲ့ဒီ email ထဲမှာ link လေးပါသွားမယ်အဲ့ဒီ link လေးကိုနှိပ်ပြီးတော့မျက်နှာပြလိုက်ရင်ဒန်းသွားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီကနေ monetization က automatic ရှောက်လို့ရသွားတာပေါ့နော်ဒါလေးပြောချင်တာပေါ့နော် YouTube channel မှာကျွန်တော်တို့တစ်ချက်နှစ်ချက် anti bug အောက်ကချက်လေးကလည်းမျက်နှာစပီပြပေးရတယ်ပေါ့နော်ဒါမှပဲ YouTube channel တွေကလည်းအဖြတ်ချမခံတိမှာပေါ့နော်ဒီအဲ့နေရာလေးမလောက်ထားဘူးဆိုရင်တော့အဖြတ်ချခံတိတာတွေပါလောက်ရတယ်ပေါ့နော်ဒါက YouTube channel အစဖွင့်ကြတဲ့ကYouTube channel ကိုစပြီးတော့ setting ချိန်တွေကအဲ့ဒီ3ချက်လုံးအန်တီပဲစိမ့်သွားအောင်လုပ်လိုက်တာကတော့တခါတည်း save ဖြစ်ဆုံးပေါ့နော်မလုပ်ချင်လို့ကို YouTube channel အခုလိုမျိုး monetization ရှောက်တဲ့ချိန်မှာလုပ်လို့မရဘူးလားဆိုတော့အခုလိုချိန်မှာလည်းလုပ်လို့ရပါတယ်ပေါ့နော် okay ဒါလေးကိုကျွန်တော် share တင်နေနဲ့ပြပြပေးတာပေါ့နော်